ကြောက်မက်ဖွယ်ကောင်းတဲ့ကြားကြီးတစ်ကောင်ကမိန်းကလေးကိုခုံအုပ်လိုက်တဲ့အချိန်မှာပဲကြားရဲ့အရှိန်အဝါကြောင့်မြင်းတောင်မှကြောက်လက်တကြားနောက်ကို3 လလောက်ဆုတ်သွားခဲ့ရပါတယ်။တားရဲ့ကြီးအနာကိုကတ်လာတဲ့အခါမှာတော့သူမကများတစင်းလွတ်လိုက်ပါတယ်။အားလုံးကတက်ပြင်းချနိုင်ပြီလို့ထင်လိုက်ပေမဲ့ကြားကြီးကရုန်းကန်ထွက်ပြီးနောက်တစ်ချိန်ထပ်မံခုံအုပ်လာပြန်ပါတယ်။အားလုံးရင်တထိတ်ထိတ်ဖြစ်သွားပေမဲ့မိန်းကလေးကတော့သူမရဲ့လက်နက်ကိုအသာအရချလိုက်ပါတယ်။ကြားကြီးကလေထဲကိုမြင့်မြင့်မားမားခုန်တက်သွားပြီးခဏအကြာမှာတော့မြေပြင်ပေါ်ကိုဝုန်းကနေပြန်ကျလာပါတော့တယ်။သူမကအသားလေးငုံပြီးများကိုပြန်နှုတ်ယူလိုက်တယ်ပြီးတော့ဒဏ်ရာပေါ်ကိုဆေးမြစ်တွေဖြူပေးပြီးအဲ့ဒီကြားကြီးကိုတောနက်ထဲအထိပြန်လိုက်ပို့ပေးခဲ့ပါတယ်။သူမရဲ့အမိကတော့နီကာနှိုက်ခါပါယောက်ျားတွေတောင်မနိုင်တဲ့မြင်းရိုင်းတွေဟာသူမရှိရောက်ရင်ကြောင်ပေါက်လေးတွေလိုရင်ပါသွားတတ်ကြသလိုတန်မာတဲ့လူထွားကြီး3 ယောက်ကိုတောင်သူမကအေးအေးဆေးဆေးအနိုင်ယူနိုင်ပါတယ်။ဒီလိုထူးခြားတဲ့စွမ်းရည်တွေကြောင့်ပဲသူမကိုတိုင်းပြည်ကရွေးချယ်တင်မြှောက်ခဲ့ပြတညာရင်းချင်းမှာပဲမိဖုရားဖြစ်လာခဲ့ပါတယ်။ဘရင်ကသူမကိုအလွန်အမင်းချစ်မြတ်နိုးတယ်လို့ပြည်သူတွေကလည်းကြီးညိုလေးစားကြပါတယ်။ဒါပေမဲ့အမေရိကန်စစ်သားတစုရောက်လာတဲ့အခါမှာတော့သူမရဲ့ဘဝဟာတစစ်ချိုးပြောင်းလဲသွားခဲ့ပါတယ်။အဲ့ဒီစစ်သားတွေဟာမြို့ထဲမှာထင်းတိုင်းကျဲပြီးအရက်သားတွေကိုသူတို့ရှေ့မှာဒူးထောက်ခိုင်းပါတယ်။ဒူးမကွေးနိုင်တဲ့အဖိုးအိုတယောက်ကိုလည်းအမေရိကန်စစ်သားတယောက်ကတနက်တင်နဲ့ရိုက်ချလိုက်ပါတယ်။ဘရင်ကိုယ်တိုင်ကသူတို့ကိုဥညွတ်ရပေမဲ့မိဖုရားကတော့သူတို့ကိုအထင်မြင်သေးစွာနဲ့ပဲကြည့်နေခဲ့ပါတယ်။အမေရိကန်တွေကသူတို့အလိုရှိတာမရတဲ့အခါဒေါသတကြီးထွက်သွားကြပေမဲ့ကွဲရမှာတော့ပြည်သူတွေပေါ်အခွန်တုပ်တွေမတရားတိုးကောက်ပြီးကြက်ငှက်တိရစ္ဆာန်တွေကိုစိတ်ကြိုက်လူရက်ကြပါတော့တယ်။ဒီသတင်းကိုကြားတဲ့အခါမိဖုရားကစစ်စခန်းကိုအပြေးသွားပြီးဖမ်းဆီးထားတဲ့တိရစ္ဆာန်တွေကိုလွှတ်ပေးခဲ့ပါတယ်။ပြီးတော့သူမအနေနဲ့ဒီအတိုင်းလက်ပိုက်ကြည့်နေမှာမဟုတ်တဲ့အတွက်အကန့်အသတ်ထက်ကျော်မလာဖို့အမေရိကန်တွေကိုတတိပေးခဲ့ပါတယ်။အမေရိကန်တွေကလိုက်ရောတဲ့ပုံစံပြပေမဲ့ဒီအမျိုးကိုတော့ရင်ထဲမှာမှတ်ထားလိုက်ကြပါတယ်။မကြခင်မှာပဲနီကာဟာသားတော်လေးတစ်ပါးဖွားမြင်ခဲ့ပြီးဘရင်ကလည်းချက်ချင်းပဲအိမ်ရှိမင်းသားအဖြစ်ကြီးညာလိုက်ပါတယ်ဒီလောက်ရက်ကဘရင်ညီတော်ရဲ့မနာလိုမှုကိုမိမွေးလိုက်တယ်လို့ဖြစ်သွားပြီးသားတော်လေးကိုတိတ်တဆိတ်အစိတ်ခတ်ဖို့ကြံစီပါတော့တဲ့နောက်ထပ်အပိုင်းလေးကြည့်မှဆိုအဆက်လုံးမှန်ပေးပါ